ကျန်းစာထဲမှာအမျိုးသမီးတယောက်ကနော်စီဘာလဲဘာအမွေးလဲရေမွေးနတ်တာနဲ့ယေရှုရဲ့ချစ်တော်ကိုလောင်းပေးမှာဘာလို့လဲစပင်းနဲ့ဆေးပြီးနန်းရှုပ်နေတာဖြစ်တယ်ပြန်မကြည့်ပါစေထိုမိမဘုံကလည်းကောင်းကင်ရောက်တဲ့ခါမှာများစွာအကျိုးကိုရမယ်ပြန်မကြည့်ပါစေအဲ့တော့ကျွန်တော်တက်တာမှာယေရှုကိုဖတ်ရမှာဖြစ်တယ်လောကမှာရှိတဲ့ပတ်စံငွေကြီးကိုပဲဖတ်ရပြီးမှကိုယ့်ရဲ့ပြောင်းမှုချောင်ကမြောင်ပြီးမှပြောင်းမှုချောင်ကဖတ်ရလဲလူကအဲ့ပြောင်းမှုချောင်မှာရောက်မယ်ဘယ်သူဖတ်ရမလဲယေရှုကိုဖတ်ရမှာဖြစ်တယ်ပြန်မကြည့်ပါစေတော့အရင်ချစ်တယ်နော်အခုဒီဖျားမြင့်မော့တော်ထဲမှာကျွန်တော်လာတဲ့အခါမှာဒါယေရှုဖတ်ရမယ်ဖြစ်တယ်ပြန်မကြည့်ပါစေအဲ့ဆိုတော့ကျွန်တော်တို့ကအဲ့ဒီအစစ်ကိုဘယ်သူကြောက်ရောက်တယ်လဲဒီဖတ်ရနေတဲ့ဒီချီမောနေတဲ့ကိုးကွယ်နေတဲ့ယေရှုအဖြစ်ရောက်မှာဖြစ်တယ်ပြန်မကြည့်ပါစေဘယ်ကြောက်လဲယေရှုကြောင့်ဒီကောင်းရင်ရောက်တာအဲ့တော့ဖခင်ကြောက်လာတဲ့ခါမှာယေရှုမျက်နှာကြည့်မှလာပါလို့ပြောတာအဲ့ဒါကြောင့်လေဆီယမနိုလာပြီဟဲ့ငါတို့တော့ပဲဟိုဆီယလာပဲငါတို့မတော်ဘူးပင်တော့ဆီယတော့တရားလာလည်းငါတို့မတော်ဘူးငါတို့လာတဲ့ငါတို့တော်မယ်မာလားလူအနေနဲ့ကြည့်တဲ့ခါမှာရမ်းမာတယ်အဲ့ဖခင်အနေနဲ့ကြည့်တဲ့ခါမှာမာတယ်ဖခင်ကြောင့်တော့ကဘယ်ဆီယဘာလာယေရှုကိုဖတ်ရမှာယေရှုကိုချစ်လို့အင်းလို့မှာသွားတာဖခင်ကြောင့်သွားတာပြန်မကြည့်ပါစေတယောက်ကလူကိုအမိကပ်ပြမလာတဲ့လူတွေရှိတယ်အဖေထောင်ရကာရမှာအကျိုးရှုံးပြီအဲ့ဒါရှုံးပြီငါဟိုတယောက်ကိုလည်းငါဒါအမိကအကြောင်းငါမသွားချင်သူဖခင်ကြောင့်တက်စငါမသွားသူအရှိသွားဆိုငါတော့သွားမယ်နော်သူကောင်းကြီးသွားမယ်ဆိုငါငရေသွားမယ်ဆိုလည်းဖွဲ့ရှိသေးတယ်နော်အဲ့တယောက်ကငါဒါအမိကတာအကြောင်းငါမသွားချင်ဘူးမရှိဘူးလားမာလားလူအနေနဲ့ကြည့်ခါမှာမမောင်းလားအမာတရားကငရေပို့တယ်ကဲအမာတရားကဘယ်မှာပို့လဲအမာတရားကငရေပို့စီတယ်ကဲလဲဆိုမြတ်တမာတရားကကောင်းကင်ပို့တယ်အဲ့ကြောင့်တမာတရားနဲ့တက်ရှင်းမလားအမာတရားနဲ့တက်ရှင်းမလားအဲ့ကြောင့်ဖခင်ကြောင့်တော်ရခါမှာဘေးဆီယလာဘေးဆီယမလာယေရှုချစ်တယ်ကြောင့်ယေရှုရဲ့စကားတော်နားထောင်မယ်ယေရှုချစ်တယ်အဲ့ကြောင့်ဖခင်ကြောင့်တွားမယ်တက်တာမွေးထုတ်ဖို့ရည်ကြီးတာဖြစ်ပြန်ဖို့ကြည့်ပါစေဟာလေလုယာအားကြောင့်ယေရှုကိုချစ်တဲ့သူတိုင်းတွေအစစ်ဖြစ်တဲ့ကောင်းကင်မှာပြန်မှာဖြစ်တယ်ပြန်ဖို့ကြည့်ပါစေအပေငရေတကားပိတ်ဘာတကားဖွင့်ပဲလေပြန်ဖို့ကြည့်ပါစေနော်အဲ့ဒါတိကိုးကွယ်နေတဲ့ဖခင်ဖြစ်တယ်ပြန်ဖို့ကြည့်ပါစေတိကိုအယံချစ်တဲ့ဖခင်ဖြစ်တယ်သူဖခင်ကြောင့်တိအစစ်ဖြစ်တဲ့ကောင်းကင်နိုင်ငံမှာကျွန်တော်ပြန်မှာဖြစ်တယ်သူဖခင်ရှင်မိုးကြည့်ပါစေနော်အခုကတော့ကြည့်ဘာဖြစ်လို့အမို့တို့ဆောင်လာဆိုတော့ခါမှာဒီချာတော့ထောင်မယ်တရုတ်နိုင်ငံမှာဆိုရင်1854နဲ့1865ကြားမှာเนาะအခုကျတော့2020